Okay, tinggal zali go jao. Di ni mano body examฝึกอ่านสระแอကြောင်းကိုရှင်းပြလုပ်ပေးသွားမှာဖြစ်ပါတယ်။ကဲဆရာနဲ့တူလိုက်ကြည့်ရအောင်နော်။ဟုတ်ပြီနော်။စระแอဒီအတန်ရှိတရာဖြစ်တယ်နော်။သူကနေရာဒီဖျံချနာရဲ့အရှိမနေရာမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်tinggalဇာလေးကိုတွားကြည့်လိုက်ရအောင်နော်။ Okay စမယ်။ကောကဲကောကဲခေါ်ခဲခေါ်ခဲခေါ်ခဲငေါ်ငယ်ကြောကျဲချောချဲစောချောချဲစောဆဲဒေါတဲတောတဲထောထဲထောထဲစောဆဲနောနဲဘောပဲပေါ်ပဲဖောဖ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 ဲအောမောမဲယောယေရောရဲလောလေဝဝဟောဟဲဟောဟဲโอเคဒါပြီးလို့ရှိရင်အောက်သင်ခန်းစာလေးကိုစစ်ပြီးတော့သွားကြည့်မယ်နော်โอเคဒီမှာကျတော့ခဲန်ဒရန်နော်ပြောလို့မပြီးတဲ့လူကခဲလန်လို့လည်းပြောလို့ရတယ်နော်ရော်ရတန်ပြောလို့မရလို့ရှိရင်လော်လင်တန်နဲ့ပြောလို့ရတယ်ခဲန်ဒရန်ပါလဲခဲလျာတန်ပါတယ်သူပြောဒိတ်ပဲရတယ်နော်အားကောင်းတယ်တန်မာတော့ဒိတ်ပဲရတယ်နော်โอเคနောက်တစ်ခုကကျတော့တန်မိုကပါလဲဒီဖြည့်သူပြောတာဖြစ်တယ်နော်တန်မိုကဲနောက်တစ်ခုကကျတော့မဲကဲပါလဲအမေဦးလို့အဓိပ္ပာယ်ရပါတယ်အမေဦးလို့အဓိပ္ပာယ်ရတယ်နော်ဟုတ်ပြီအောက်သင်ခန်းစာလေးကိုစစ်ပြီးတော့လေ့လာကြည့်အောင်နော် fake answer လဲဟုတ်ပြီနော်โอเคဒီမှာပါလဲတုတ်ကဲပါလဲဒီတောက်တဲ့ကိုပြောတာဖြစ်ပါတယ်တုတ်ကဲဟုတ်ပြီနော်โอเคနောက်ကကျတော့ fat ဆိုတာပါလဲအမွာကိုပြောတာဖြစ်ပါတယ်โอเคနော် fat အမွာโอเคနောက်ကကျတော့လိတယ်မှာမဲဆိုတာပါလဲကြောင်ခေါ်တာဖြစ်ပါတယ်မဲโอเคနောက်ကကျတော့ကาแฟပါလဲ coffee ပြောတာဖြစ်ပါတယ်โอเคနောက်တစ်ခုစစ်ပြီးတော့လေ့လာကြည့်မယ်နောက်တစ်ခုကကျတော့ tag တော့ကော tag ဆိုတာကွဲသွားတာကိုပြောတာဖြစ်ပါတယ်เนาะဟုတ်ပြီเนาะ tagဆိုတာဗာလဲကွဲတာကိုပြောတာဖြစ်ပါတယ်ကွဲသွားပြီးတော့ပြောတာဖြစ်ပါတယ်โอเคနောက်တစ်ခုကကျတော့ထော်ဖဲဆိုတာဗာစီရဖောင်းလို့တယ်ဖောင်းစီးတယ်လို့ပြောတာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ဒီလောက်ပဲနောက်ထပ်ဗီဒီယိုလေးမှာအခန်း14ကိုပြန်ဆောင်ကြမယ်ဟုတ်ပြီเนาะOkay, see you. Bye bye. Next video.